ဆူတောင်းရမလို့တော့ပြည့်စုံလာတာတွေကိုအများကြီးမြင်ဘူးလေဆူတောင်းရမလို့ပဲနဲ့ပြည့်စုံလာတယ်ဆိုတော့သူစိတ်ထဲမှာရှိတာလေးတွေလူချင်းအနာလေးတွေပေါ့နော်ပေါ်လာတယ်ဆိုလို့ရှိရင်တစ်ဖက်ကနေပြီးတော့ဝင်လာတာပေါ့ဝေးကြီးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အိုးအိမ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကားပေါ့နော်ကိုယ်စိတ်ထဲမှာလူရင်ဆန္ဒလေးတွေပေါ်လာပြီဆိုလို့ရှိရင်ဒီကျင့်စဉ်ကိုခိုင်ခိုင်မာမာဝင်ထားတဲ့လူတော်တော်များများပြည့်စုံလာတာကိုကျွန်တော်တွေ့ရမင်္ဂလာပါအရန်တိတ်ဒီကျမ်းမာချမ်းသာကြပါစေကျွန်တော်တော့နီလာဆရာမင်းကြီးလာဖြစ်ပါတယ်အဖေဦးစင်ဝင်းရွှေတော်ရဲ့တာကပဲတယောက်လည်းဖြစ်ပါတယ်ခုနှစ်သားသမီးတွေကိုဝိဇာဒရာဒီပညာနဲ့ကံကြမ္မာတွေကိုဟောကြားပေးနေတဲ့လူဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့တူတူကြကြကျင့်စဉ်လေးတစ်ခုကိုပြောပြပေးခြင်းပါတယ်အင်မတန်မှလည်းထိရောက်တဲ့လွယ်ကူတဲ့ကျင့်စဉ်လေးဖြစ်ပါတယ်ဒီကျင့်စဉ်လေးရဲ့ထူးခြားချက်ကတော့ဒီကျင့်စဉ်လေးကိုပုံမှန်ဝင်နေတဲ့ပုံကူတော်တော်များများကိုကျွန်တော်တွေ့မှုပါတယ်ဆူတောင်းရမလို့တော့ပြည့်စုံလာတာတွေကိုအများကြီးမြင်ဘူးလေဆူတောင်းရမလို့ပဲနဲ့ပြည့်စုံလာတယ်ဆိုတော့သူစိတ်ထဲမှာရှိတာလေးတွေလူချင်းအနာလေးတွေပေါ့နော်ပေါ်လာတယ်ဆိုလို့ရှိရင်တစ်ဖက်ကနေပြီးတော့ဝင်လာတာပေါ့ဝေးကြီးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အိုးအိမ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကားပေါ့နော်ကိုယ်စိတ်ထဲမှာလူရင်ဆန္ဒလေးတွေပေါ်လာပြီဆိုလို့ရှိရင်ဒီကျင့်စဉ်ကိုခိုင်ခိုင်မာမာဝင်ထားတဲ့လူတော်တော်များများပြည့်စုံလာတာကိုကျွန်တော်တွေ့ရအဲ့နဲ့ဒီတစ်ခေါက်မှာတော့လို့ထူးထူးခြားခြားအဲ့ဒီကျင့်စဉ်လေးကိုနော်ဝေပြန်ပေးချင်ပါတယ်အဲ့ဒါကတော့လွယ်လေးပါအရဟံဗုဒ္ဓံတရဏံကိစ္ဆာမိအရဟံဓမ္မံတရဏံကိစ္ဆာမိအရဟံတန်ဃံတရဏံကိစ္ဆာမိဒီသုံးလုံးနဲ့ကိုပဲပဋိစိတ်ရဖြစ်ပါတယ်ပဋိအနေနဲ့ကတော့9ဘတ်18ဘတ်28ဘတ်ကိုထိုင်နိုင်တယ်လို့ပေါ့နော်တိုးပြီးတော့လည်းစိတ်လို့ရကျင့်စဉ်ဝင်မယ်ဆိုလို့ရှိရင်ထုံးစံတိုင်းပါပဲဘုရားမှာဩဃာတရှိပုဂ္ဂရောမယ်ငါးပါးသီလခံယူမယ်စီမီပန်းရေချမ်းကတ်လူပူဇော်မယ်အဓိကဖြစ်တဲ့ခင်မုန်းကြီး10ပါးကိုကျွန်တော်တို့ကံကြွေးချင်ပြီးသွားရင်ကျွန်တော်တို့အဋ္ဌံစဝင်ပါမယ်အဋ္ဌံဝင်တဲ့နေရာမှာအရဟံဗုဒ္ဓံတရဏံကိစ္ဆာမိပရိတလုံးချအရဟံဓမ္မံတရဏံကိစ္ဆာမိပရိတလုံးချအရဟံတန်ဃံတရဏံကိစ္ဆာမိပရိတလုံးချ9ဘတ်စိတ်လို့ရပါတယ်18ဘတ်စိတ်လို့ရပါတယ်28ဘတ်စိတ်လို့ရပါတယ်အဋ္ဌံရက်ကလည်းထုံးစံတိုင်းပါပဲ9ရက်18ရက်28ရက်29ရက်ရောက်သွားလို့အားမရသေးဘူးဆိုလို့ရှိရင်နောက်ထပ်9ခန်းတန်းတွေပေါင်းပြီးတော့တရားနဲ့ရှိရအထိကိုဝင်လို့လည်းရပါတယ်အဲ့တော့အဋ္ဌံလေးကြာနနာခိုင်မာလာပြီတေချာအာယုံစုဆိုင်ပြီးတော့လုံနိုင်လာပြီဆိုလို့ရှိရင်မိမိပါရမီရှိသလောက်ကြိုးစားအားထုတ်မှုရှိသလောက်မိမိစိတ်ထဲမှာစူးစူးဆိုင်နဲ့လုံနိုင်တဲ့လောက်ကိုထိရောက်ပါတယ်လွယ်ကူပါတယ်အကျိုးပေးပါတယ်ဒါလေးကိုလည်းလိုက်လုံးကြည့်စီခြင်းပါတယ်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေကျွန်တော်စီမှာမေးမြန်းနေတဲ့ပုံကိုယ်တွေကျွန်တော်စီမှာကံကြမ္မာဖတ်ကြားနေတဲ့ပုံကိုယ်တွေကိုလည်းဒီကျင့်စဉ်လေးကိုကျင့်ဖို့တိုက်တွန်းခြင်းပါတယ်အင်မတန်မှလည်းရိုးရှင်းပါတယ်လွယ်ကူပါတယ်ထိရောက်ပါတယ်ကျွန်တော်မှာ BNB member group လေးဖွဲ့ထားတာရှိပါတယ်အသေးစိတ်ပြင်လို့ရှိရင် message ပေါင်းမှာလာပြီးတော့စုံစမ်းမေးမြန်းလို့လည်းရပါတယ်အားလုံးကိုပြတ်တာမှုရှိပါတယ်ဗရန်တိတိကျမ်းမာချမ်းသာကြပါစေ